ကျောင်းမကြီးတစ်ကောင်ကသူ့ရဲ့အတိုင်းဘေးမှာငြိမ်လေးဝစ်နေပါလေမြေပြင်ရဲ့အလန်းဝေးတဲ့တနေရာမှာတော့ချင်းသေးအုပ်စုတစုက6တွေ့နေတဲ့တောအုပ်ထဲကိုဖြတ်တန်းလာနေကြပါတယ်သူတို့တွေရှေ့တိုးလာနေတာကအသက်ဇီဝအသစ်လေးတွေကဲရောက်နေတဲ့ဒီနေရာလေးစီကိုတဲ့တဲ့မှတ်မှတ်လာနေတယ်လို့ဖြစ်နေပါတယ်အဲ့ဒီနေရာမှာတော့အရာအလုံးကိုကာကွယ်ဖို့အစင်သင့်ဖြစ်နေတဲ့အဆောင်ရှောက်ကြီးတစ်ကောင်ရှိနေပါတယ်လေတိုင်လုံးကပြောင်းလဲသွားပြီးချင်းသေးတွေကရက်တန်သွားကြပါတယ်ရွှေရောင်ဥကောင်းတွေကိုလှည့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့နှလုံးတွေကအကြေးခွန်တွေနဲ့ဖုံးလန်းနေတဲ့တရဝါကြီးစီမှာဆွဲမြင်းသွားပါတယ်။ရှင်သေးမတွေကလာချမ်းပုံစံဝိုင်းရံပြီးဖြည်းဖြည်းချင်းတိုးလာကြပေမဲ့ခဏအကြာမှာတော့ရက်လိုက်ကြပြန်ပါတယ်။သူတို့တွေကဒီမီကျောင်းမကြီးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေမယ်အားရင်တွေကိုအကဲခတ်နေကြတာပေါ့။သူတို့ရဲ့ဝိုင်းရံမှုကပိုပြီးကျင်းမြောင်းလာပေမဲ့အတိုက်နဲ့သူတို့ကြားမှာတော့မမြင်ရတဲ့စီးတစ်ခုရှိနေသေးပါဘူး။ခြေလန်းတိုင်းကိုသတိထားပြီးလှည့်ပတ်နေကြတာကရံမှုဖို့နီးကပ်နေတယ်လို့ဖြစ်ပေမဲ့မိချောင်းမကြီးရဲ့မေးရိုးတွေကြားထဲကိုမရောက်တော့အောင်အကွာဝေးတစ်ခုကအထိန်းထားကြပါတယ်။သူတို့တွေနောက်ကိုခြေလန်းနဲ့ငယ်ဆုပ်လိုက်ကြပြီးမှအင်အားချင်းမန်တင်းပြီးပြန်ရက်လိုက်ကြပါတယ်။သူတို့ရဲ့အကြည့်တွေကမိချောင်းမကြီးကိုကြော်ပြီးအတိုက်ထဲကလှုပ်ရှားမှုလေးတွေစီကိုရောက်သွားပါတယ်။အကာအကွယ်မဲ့နေတဲ့အသက်ဇီဝအသစ်လေးတွေဟာဒီတိတ်ဆိတ်တဲ့ဆောင်းရှောက်ကြီးရှိနေပြီးတော့သူတို့အတွက်လက်လန်းမမီနိုင်တဲ့အရာတွေပါပဲ။ချင်းလေးမာတကောင်ကတော့အခြားကောင်တွေထက်ဘိုးတက်တီရှိပြီးဘေးကနေဘက်ကရှေ့ကိုတိုးလာပါတယ်။အဲ့ဒီချိန်မှာပဲမိချောင်းမကြီးကရုတ်တရက်ထပေါက်ကွဲလိုက်ပါတယ်။ရေတွေဖုံတွေနဲ့အတူသူ့ရဲ့မေးရိုးကြီးတွေကလေထဲမှာတရှဲရှဲနဲ့ဟပ်လိုက်ပါတယ်။တင်းမာမှုတွေပေါက်ကွဲသွားပြီးချင်းလေးမာတွေကလည်းစတင်တိုက်ခိုက်ကြပါတော့တယ်။တကောင်ကတော့မိချောင်းမကြီးရဲ့ဥကောင်းစီကိုခုံအုပ်ပြီးမေးရိုးရဲ့ပျော်ပြောင်းတဲ့နေရာကိုကိုက်ဖို့ကြိုးစားပါတယ်။တနေရာလုံးမှာရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်။တချို့ချင်းသေးတွေကနရွက်တွေကိုကပ်ပြီးနောက်ဆုတ်နေကြပေမဲ့တချို့ကတော့မိချောင်းမကြီးရဲ့ဘေးဘက်တွေကိုခုံအုပ်ပြီးအကြေးခွန်ထူထူတွေပေါ်မှာတွဲကပ်ထားကြပါတယ်။ဒီမိချောင်းမကြီးကလည်းလူးလွန်ပြီးရုပ်ထွက်ဖို့ကြိုးစားနေပါတယ်။ချင်းသေးတွေကသူ့ရဲ့ကြောပေါ်ကိုခုံတက်ပြီးအတိုက်နဲ့ဝေးရာကိုဆွဲထုတ်ဖို့အားဆိုင်နေကြပါတယ်။ဒါပေမဲ့မိချောင်းမကြီးရဲ့အားရင်ကတော့ရေစီးတန်နဲ့မြစ်တွေထဲမှာလေးကျင်ထားတဲ့အားရင်မျိုးပါပဲ။ချင်းသေးအုပ်ထဲမှာကြောက်စိတ်တွေဝင်လာပါတယ်။သူတို့တွေနောက်ဆုတ်လိုက်ပြန်တိုးလိုက်နဲ့လုံနေကြပါချင်းလေးမာတကောင်ချင်းစီကမိချောင်းမကြီးရဲ့မေးရိုးတွေနဲ့ဝေးရာကနေဘေးတိုက်နောက်ဖက်ကနေပဲတိုက်ခိုက်ဖို့ကြိုးစားနေကြပါသူတို့ရဲ့သွားတွေလက်သေးတွေနဲ့မိချောင်းမကြီးရဲ့ကြောရိုးတစ်လျှောက်ကမာကြောတဲ့အကြေးခွန်တွေကိုကုတ်ချင်းနေကြတာပါဒီလောက်ထိအနောက်ရှက်ပေးနေခံရတာတော့မိချောင်းမကြီးကအာရုံစိုက်ပြီးရုံထွက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ချင်းသေးတွေအားလုံးကတပြိုင်နက်တည်းခုံအုပ်ပြီးသူတို့ရဲ့စူပေါင်း၄ချိန်နဲ့မိချောင်းမကြီးကိုဖိနှိပ်ဖို့ကြိုးစားကြပါတော့ဟိန်းတန်တွေရှူးရှူးရှဲရှဲအတန်တွေကျူပင်တွေကျိုးပြက်တန်တွေကြားမှာတိုက်ပွဲကကြာရှိလာပါတယ်နောက်ဆုံးမှာတော့ဒီမိခင်ကြီးကသူ့အတွက်ဖြစ်နိုင်ခြေရှိတဲ့တခုတည်းသောလမ်းစဉ်ကိုရွေးချယ်လိုက်ပါတယ်အဖိနှိတ်ခံရရပေမဲ့စိတ်တမကြသေးတဲ့သူဟာသူ့ကိုဝိုင်းထားတဲ့ရန်သူတွေကိုပါဆွဲခေါ်ပြီးမျက်စီကိုဥတီလိုက်ပါတယ်ရေစက်ကိုရောက်တဲ့အခါမှာတော့ချင်းသေးတွေကတပြိုင်နက်တည်းလှုပ်ပေးလိုက်ကြပါတယ်ဒီနယ်နိမိတ်ကိုသူတို့ကောင်းကောင်းသိကြတာဒီနေရာမှာတော့မိချောင်းမကြီးကသာဘယင်မပါသူကတော့နောက်ကြည့်နေတဲ့ရေထဲကိုငုံရှိုးပြောက်ကွယ်သွားပြီးဘဲချင်းသေးမှနောက်ကနေလိုက်မသွားရကြပါဘူးကိုယ့်အသက်ကိုကယ်တင်လိုက်နိုင်ပြီပဲဒီမိခင်ကြီးကသူ့ရဲ့အနာဂတ်လေးတွေကိုတော့ကမ်းခြေမှာအကာအကွယ်မဲ့ဆိုတာထားခဲ့လိုက်ရပါတယ်သူ့ရဲ့နောက်ကွယ်မှာတော့အတိုက်လေးကစောင်းရှောင်းမဲ့သူမရှိပဲကြံရစ်ခဲ့ပါတယ်မြေကမ်းနှစ်ဘေးမှာတော့ချင်းသေးမတွေကနေရာယူထားကြသေးပါပဲဒီဗီဒီယိုလေးကိုကြည့်ချင်းအပြင်မိချောင်းမကြီးရဲ့မိခင်မြတ်တာဟာပေါ်လင်ထင်ရှားစွာတွေ့မြင်ရပါပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ